မင်္ဂလာပါရှင်။ဒီနေ့တိုင်းရက်လက်ဆက်တဲ့သတင်းစကားတွေနဲ့အတူ Weather Radio အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့ကတော့2026ခုနှစ်ဧပြီလ10ရက်တောက်ကြနေ့ဖြစ်ပါတယ်။အခုပဲမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေနနက်9နာရီအချိန်ထုတ်ပြန်လိုက်တဲ့ဒီနေ့တာမိုးလေဝသသတင်းတူတွေကိုတင်ဆက်ပေးတော့မှာပါ။ပထမဆုံးအနေနဲ့ဒီကနေ့တနိုင်ငံလုံးရဲ့မိုးရွယ်နိုင်ခြေအခြေအနေတွေကိုကြည့်လိုက်ရအောင်ပါ။ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတွေအပြင်ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးရွာနိုင်ပါတယ်။စကိုင်းတိုင်းအောက်ပိုင်း၊မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတို့မှာလည်းနေရာကျဲကျဲမိုးထစ်ချုံရွာသွင်းနိုင်ပြီးကြံဒေသတွေမှာတော့နေရာကွက်ကြားမိုးရွာဟုရှိနေပါတယ်။ရွာရန်ရာနှုန်းကတော့80အထိရှိနေလာမို့အပြင်ထွက်ရင်ထီးမိုးကလေးလေးစောင်းသွားဖို့တတိပေးပါရစေရှင်။အပူချိန်နဲ့ပတ်သက်လို့ပြောရရင်တော့နေပြည်တော်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းအထက်ပိုင်းတို့မှာနောက်2ရက်အတွင်းမိုးဆက်လက်ထစ်ချုံရွာနိုင်တာကြောင့်အပူချိန်အနည်းငယ်လျော့ပါနိုင်ပေမဲ့ရုတ်တရက်လေပြင်းတိုက်ခတ်တာမျိုးတွေကိုတော့သတိပြုကြစေချင်ပါတယ်။အထူးသဖြင့်မန္တလေးမြို့နယ်အနီးတစ်ဝိုက်မှာဒီကနေ့ညနေပိုင်းအထိနေရကွက်ကြားမိုးထစ်ချုံရွာနိုင်ပြီးရွာရန်ရာနှုန်း60ရှိပါတယ်။ပင်လယ်ပြင်ခရီးသွားလာနေကြတဲ့လုပ်ငန်းရှင်တွေနဲ့ရေလုံသားတွေအတွက်ကတော့မြမကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာလှိုင်းအနေငယ်ကနေအသင့်ရှိပါမယ်။လှိုင်းအမြင့်ကတော့4ပေကနေ6ပေခန့်အထိရှိနိုင်တာမို့သတိထားသွားလာကြဖို့တိုက်တွန်းမှတ်ရစေရှင်။ဟုတ်ကဲ့ပါ။ဒါကတော့ဒီကနေ့အထက်ထူးခြားတဲ့မိုးလေဝသသတင်းတွေပဲဖြစ်ပါလေ။နေ့စဉ်ရာသီဥတု update တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်။နားထောင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။ဘေးကင်းပြီးတားရတဲ့နေ့တစ်နေ့ဖြစ်ပါစေရှင်။